အားလုံးပဲမင်္ဂလာပါအခုဒီမှာမြင်တွေ့နေရတဲ့ဗီဒီယိုလေးကတော့မြန်မာနိုင်ငံမှာရှိတဲ့ foundation တွေနဲ့ပတ်သက်ပြီးတော့ဒီအမကဘာတွေဝေဖန်သုံးသပ်ပြောဆိုတာတလဲဆိုတာကိုဗီဒီယိုကိုကျွန်တော်နဲ့အတူတူကြည့်လိုက်ကြရအောင်ဝင်ကြီးကပြောချင်တာမနေ့တုန်းက live ကနားရခါကြတော့ညင်နေရတာဒီနေ့ပြောပြီเนาะဆိုတော့ပြောချင်တယ်ဆိုတော့ကျွန်မရှင်းပြချင်တာပါကျွန်တော်တို့မြန်မာပြည်ကပြည်သူတွေရဲ့စိတ်နေစိတ်ထားလေးတွေတစ်ဖြတ်ဖြစ်စဉ်ဖြစ်ရကလေးတွေကိုဒါလေးကိုရှင်းပြပေးချင်တာเนาะကျွန်တော်တို့မြန်မာပြည်ကပြည်သူတွေကတိတ်ရိုးသားတယ်သိလားတိတ်ကိုရိုးသားတယ်သူတို့ချစ်ပြီးဆိုရင်သူတို့ကလေဘာလုံးသူတို့ကအရန် positive vibe တွေအမြဲများတယ်ကောင်းတဲ့ဘက်ကပဲတွေးတယ်ပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်အဲ့တော့ကျမတို့တွေကအဲ့လိုတော့လုပ်လို့မရဘူးအဲ့လိုတော့တွေးလို့မရဘူးပုံကိုယ်ဆွဲတွေကျမတို့ကတွေးလို့မရဘူးအဲ့တော့အထူးသဖြင့်ပေါ့အများနဲ့သက်ဆိုင်တဲ့လုပ်ငန်းကိုလုပ်တဲ့သူတွေအများနဲ့သက်ဆိုင်တဲ့ဆိုတဲ့အရာတွေကိုလုပ်တဲ့သူတွေဆိုအရန်သတိထားဖို့လိုတယ်နော်ဆိုတော့ဒီလိုပဲလူတွေကဝင်ပြောကြတယ်ဝင်လုပ်ကြတယ်ဆိုဥပမာပေါ့အများနဲ့သက်ဆိုင်တဲ့ပြည်သူလူထုကိုအကျိုးရုပ်စေတဲ့ကိစ္စဟာပြည်သူလူထုကိုထိခိုက်စေတဲ့ကိစ္စဆိုရင်ဒါဆိုရင်ဒီလူတွေကိုပြောရမှာပေါ့ဒီလူတွေကိုဝေဖန်ရမှာပေါ့ထောက်ပြရမှာပေါ့နော်နောက်တစ်ခါပေါ့အများနဲ့သက်ဆိုင်တဲ့အသင်းအဖွဲ့တွေပေါ့နော်အများနဲ့သက်ဆိုင်တဲ့အသင်းအဖွဲ့တွေကိုလုပ်တယ်ဆိုတာကအရင် transparency ဖြစ်ဖို့လိုအပ်တယ်နော်ဆိုတော့ဒါကတစ်ဖက်ကပေါ့လေ transparency ဖြစ်ဖို့လိုအပ်တယ်အဲ့တော့ကျမတို့နိုင်ငံမှာတော့မသိဘူးနိုင်ငံသားမှာဆိုရင် foundation ဆိုတဲ့အရာတွေကိုအရန်ကိုကြက်မှတ်ပါတယ်။ဘာဖြစ်ဆိုတော့ money laundering တွေကအဲ့ဒီကနေပြီးတော့မှသွားတာမလို့ငွေ money laundering ဆိုတာငွေကြေးခဝါကြတာငွေပြငွေမဲလောက်တာတွေက foundation တွေကိုအမိခံပြီးတော့မှဒါငွေပြငွေမဲခဝါချတဲ့ကိစ္စတွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံသားတိုင်းပြည်တွေမှာဆိုရင်တော့ foundation ဆိုတဲ့အရာတွေကိုအရန်ကိုကြက်မှတ်ပါတယ်စီစစ်ပါတယ်။အဲ့တော့ foundation တစ်ခုထူထောင်မယ်လို့ဆိုပြီးတော့မှဒါအစိုးရကိုfoundation တည်ထောင်ခွင့်တင်ပြီးဆိုတာနဲ့နော်ဒါတီထောင်ခွင့်တင်ပြီးဆိုတာ ਨੇ ဒါသူ့ရဲ့လုံထုံးလုံတွေအများကြီးရှိပါတယ်အဲ့တော့ foundation တီထောင်သူဥက္ကဋ္ဌရှိမယ်ဒုဥက္ကဋ္ဌရှိမယ်ခုနလိုအဖွဲ့ဝင်တွေရှိမယ်အများကြီးပေါ့ဒါမျိုးတွေရှိမယ်အဲ့တော့ foundation တစ်ခုဟာဘာလဲအစိုးရကိုပြောပြီးတင်သွင်းပြီဆိုလို့ရှိရင်သူ့ရဲ့သတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေအရန်အများကြီးအဲ့ဒီမှာလက်ခံတဲ့ foundation ဆိုတာဘာနဲ့စီးစင်းတာလဲဆိုတော့ငွေကြေးနဲ့စီးစင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီငွေကြေးစီးစင်းမှုကိုသူပြောချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့မြန်မာနိုင်ငံကလူတွေကအရန်ကိုယူသားကြတယ်ယူသားကြတော့လူတယောက်ကိုခင်မင်းနဲ့ယုံကြည်တယ်ဆိုရင်ပုံဟောပြီးတော့လှူကြတယ်အဲ့လှူထားတဲ့ပတ်စံကိုလည်းအဲ့ဒီလှူခံလူကဘာပဲလို့ဘလူကိုပဲလှူအဲ့လိုလှူကြတာကိုသူကဖြစ်တည်ဘူးလို့သူကပြောတာပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းသူပြောတာမှန်လားမမှန်လားဆိုတာကို comment လေးတွေမှာရေးပေးကြပါတော့နော်အရန်ကိုအလေးထားပြီးတော့မှဆောင်ရွက်ရတယ်ဟုတ်ပြီဒါဆိုရင် foundation တူတောင်လို့ကျမက foundation တူတောင်နေဆို foundation တစ်ခုလုပ်လိုက်တယ်ဆိုပါစို့ကျမ A foundation ပေါ့ foundation လုပ်လိုက်လို့ရှိရင်အဲ့ဒီကိုစီးဆင်းလာတဲ့အလူငွေတွေကိုကျမရဲ့ personal account နဲ့လက်ခံလို့မရဘူးအသင်းအဖွဲ့လို့မှတ်ပုံတင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘဏ်မှာအသင်းအဖွဲ့ရဲ့ကျမတို့ company ဆိုလဲ company account ဖွင့်ရတယ်အခုအသင်းအဖွဲ့ဆိုလဲအသင်းအဖွဲ့ရဲ့ account ဘဏ် account ဖွင့်ရတယ်အဲ့ဒါနဲ့ပဲလက်ခံရတယ်အဲ့ဒီအကောင့်နဲ့ကိုစီးဆင်းလာတဲ့ငွေတွေကိုကျမတို့တွေကစည်ရင်းအတိအကျနဲ့ audit တွေရှိရတယ်เนาะသူ့ရဲ့ဟာကိုဘယ်နေရာကိုဘယ်လောက်လှူလိုက်တယ်ဘယ်လောက်ဝင်တယ်ဒီနေ့ဘယ်နှကြက်ဝင်တယ်ဘယ်နှကြက်ပြန်လှူရတယ်ဆိုတဲ့ audit တွေရှိတယ်เนาะအခြေအနေအလင်းသိရင်တယ်လို့အစိုးရကနေပြီးတော့မှဝင်ပြီးကြက်မှတ်ပြီးတော့မှဝင်ပြီးတော့မှစစ်ဆေးတာမျိုးတွေရှိတယ်ကျမတို့မြန်မာပြည်မှာတော့များသောအားဖြင့်အဲ့လိုမဟုတ်ဘူးဒီနေ့အလူငွေ1000ရသွားပြီတင်လိုက်တယ် Facebook ပေါ်မှာအခု1000လှူပြီးသွားပြီ Facebook ပေါ်မှာ transparency ဘာတစ်ခုမှမရှိဘူးအဲ့တော့လူတွေကဘာဖြစ်တယ်လဲဆိုတော့ဘာပြောတယ်လဲဆိုတော့ငါတို့သူ့ကိုကျင်တတ်လို့ကြိုက်လို့မလို့လှူတာ तू ကြိုက်တယ်လို့လုပ်လို့ရတယ် तू ကြိုက်တာသုံးဖြစ်လိုက်လဲကျင်တတ်တယ် no ဘယ်ရပါမလဲကာယကံရှင်သူ့ကိုလှူတာမဟုတ်ဘူး तू ဆောင်ရွက်နေတဲ့ဒီလုပ်ငန်းဒီဆောင်ရွက်မှုတွေကိုလှူတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေအတွက်စည်ရင်းရှင်းနှန်းဆိုတာရှိရတယ် annual ရှိရမယ် monthly ရှိရမယ် daily ရှိရမယ် transparency ဒါတွေဟာ announce လုပ်နေရမယ်ဒါတွေဟာလူထုကိုချပြနေရမယ်ဒါပရဟိတလုပ်ငန်းတွေလုပ်ရမယ်အရာပေါ့เนาะအဲ့တော့အခုပရဟိတလုပ်ငန်းတွေကိုကျွန်မကြည့်လိုက်တယ်ဆိုလို့ရှိရင်
ပြောရတဲ့အရာတွေကအားလုံးမှန်ကန်ပါတယ်ကျွန်တော်ကတော့လက်ခံပါတယ်ကျွန်တော်ရဲ့ပြည်သက်တွေကရောဘယ်လိုမြင်ပါတယ်လဲ သူတို့တွေငွေလက်ခံရင် personal account အနေနဲ့ပဲလက်ခံတယ်အခုဖြစ်စဉ်ဖြစ်ရမှာဆိုရင် personal account ဒီကာယကံရှင်ဒီကျမတို့မင်းသမီးတွေမင်းသားတွေကျမတို့ဒီလူနေဆိုတာများသောအားဖြင့် official နာမည်ကတတ်ကျမတို့အလုပ်တယ်ဆိုတဲ့နာမည်ကတတ်လေเนาะဆိုတဲ့ခါကျတော့အဲ့တော့ official ဒီသူ့ရဲ့ personal official account အနေနဲ့ပဲလက်ခံနေကြတာနိုင်ငံသားမှာမရဘူးနော် foundation လုပ်မယ်ဆိုတာနဲ့ဘဏ်အကောင့်ဖွင့်ပြီးဆိုတာနဲ့နေအဲ့ဒီ foundation တည်ထောင်သူကသူ့ရဲ့ပိုင်ဆိုင်မှုတွေအစစ်ဆေးခံရတယ်သူ foundation ကိုစလုပ်တဲ့အချိန်မှာအိမ်ဘနဲ့အလုံးပိုင်ပါတယ်ကားဘနဲ့စီးပိုင်ပါတယ်ငွေသားဘလောက်ပိုင်ဆိုင်ပါတယ်ဆိုတာချပြရတယ်စစ်ဆေးခံရတယ်ဒါဆိုရင်ဒီကနေလုံနေရင်းနဲ့မှတိုးပွားလာတဲ့ဟာတွေโอเคဒါဆိုရင်သူ့ရဲ့လုပ်ငန်းဝင်ငွေရှိတဲ့လုပ်ငန်းတစ်ခုသူ့ရဲ့ကုမ္ပဏီတစ်ခုသူ့ရဲ့ဝင်ငွေရှိတဲ့လုပ်ငန်းတစ်ခုကတစ်လကို3,000မြတ်တယ်ဆိုရင်သူ့ရဲ့တိုးပွားနှုန်းဒီအဲ့ဒါထက်ပိုသွားရင်သူဒီတာပရဟိတငွေကိုအလွဲသုံးစားလုပ်နေပြီဒီလိုစစ်ဆေးတာနိုင်ငံတကာမှာကျမတို့တိုင်းပြည်မှာတော့ဒီလိုစစ်ဆေးသလားမစစ်ဆေးသလားမသိဘူးနိုင်ငံတကာမှာတော့ပရဟိတတွေရဲ့အသင်းအဖွဲ့တွေကိုထိန်းကွပ်ထားတဲ့စံချိန်စံညွှန်းတွေကအဲ့ဒီတိုင်းပဲသွားရတယ်ပြီးရင်အလူဝင်လက်ခံတာကို personal account အနေနဲ့ရှိသမျှအမျိုးတွေက9ရက်သားသမီး account အနေနဲ့လက်ခံလို့မရဘူး official အဖွဲ့အစည်း account နဲ့လက်ခံရတယ် join လုပ်ထားရတယ်တာဝန်ရှိတဲ့သူတွေရဲ့သမီးနင်းကင်မရာထိတယ်တာဝန်ရှိတဲ့သူတွေရဲ့ join လုပ်ထားတယ်ကျမဥက္ကဋ္ဌဆိုလို့ရှိရင်ကျမဒါရဲ့ဒီ foundation ရဲ့တည်ထောင်သူ founder ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့နာယကတွေရှိမယ်အဖွဲ့ဝင်တွေရှိမယ်ဒီမှာတခါတဲ့အဆင့်ဆင့်သောသူတွေရှိမယ်ဒါတွေနဲ့join လုပ်ထားရတယ် join လုပ်ထားပြီးတော့မှကျမတို့တွေထိန်းချောင်းပြီးတော့မှဒီလိုမျိုးသွားရတယ်ကိုယ့်ဟာကိုယ့်ရဲ့ personal account နဲ့ကိုတကားမရှိဓာမရှိစည်ရင်းမရှိအင်းမရှိတွေဝင်ပြီးတော့မှ3,000ရတယ်အလူငွေ3,000ပြန်လူလိုက်တယ်ဒီလိုလုပ်လို့မရဘူးเนาะ3,000ဘယ်လိုနီးလန်းနဲ့ရတာလဲဖော်ပြရတယ်ဘယ်သူတွေကလူတာလဲဘယ်လိုလူတာလဲသူ့ရဲ့ bank transaction တွေနဲ့ဖော်ပြရတယ်3,000ကိုပြီးရင်ဒီဘက်က3,000ကိုလှူလိုက်တဲ့အကြောင်းအချင်းရာတွေနဲ့ကုန်ကြစရိတ်တွေနဲ့ဒီဘက်ကသွားတဲ့ဟာတွေကိုအတိအကျဖော်ပြရတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့1,000ရလို့1,000လှူလိုက်တယ်ကုန်သွားပြီလို့ဒီလိုမျိုး balance လုပ်လိုက်လို့မရဘူးညီမချင်းချလိုက်လို့မရဘူးဒါကျမတို့ foundation ဆိုတဲ့ဟာတွေရဲ့ process တွေ international မှာဒီလိုသွားတယ်ကျမတို့မြန်မာပြည်မှာကတော့ကျမအမြဲတမ်းပြောပါတယ်ပရဟိတကုမ္ပဏီ limited တွေဖြစ်နေကြတာเนาะပရဟိတကုမ္ပဏီ limited တွေဖြစ်နေကြတာအဲ့တော့ရိုးရိုးနာမည်ကျော်နာမည်ကြီးနေရလဲသူတို့တခုခုတိုင်းပြည်မှာတခုခုဖြစ်လာတယ်ဆိုလို့ရှိရင်အလှငွေတွေအလှခံကြတယ်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 ဆိုတဲ့နေရာမှာအလှခံတယ်သူတို့အကောင့်ထဲကိုပဲထည့်ကြတယ်အလှခံတယ်ပြီးရင်သူတို့ကသွားလှူပေးလိုက်တယ်ပေါ့ဒါကသေးသေးလေးတွေသေးသေးလေးတွေတောင်မှဘယ်လောက်အလှငွေတွေရနေလဲဒါဆိုရင်ဒီလိုအကြီးတွေဒီအကြီးတွေကိုလက်လွတ်စပယ်နဲ့အသုံးပြုရလောက်အောင်ဒီအကြီးတွေဟာသူတို့သုံးဆွဲဖို့အတွက်လှူတဲ့ပတ်စံတွေမဟုတ်ဘူးသူတို့ကိုလှူတာမဟုတ်ဘူးသူတို့ကိုပြည်သူကခိုင်းတာရော့ငါတို့မလုပ်နိုင်တဲ့ကိစ္စနင်တို့လို့ရော့ငါတို့လူရင်တနေရာထဲမှာနည်းနည်းပဲဖြစ်မယ်ရော့နင်တို့ကတော့အများနည်းစီကိုပဲတပြုံနဲ့စီးဆင်းပြီးတော့မှထိရောက်တဲ့နေရာမှာထိရောက်တယ်လို့စီမံဖို့ဆိုပြီးခိုင်းတာအဲ့ဒါကိုဘာဖြစ်လဲဆိုတော့ကျမတို့ပြည်သူတွေကအရန်နေမြှောက်ပြီးတော့မှ Mother Teresa တွေရောပရဟိတမိခင်ကြီးတွေရောပရဟိတဖခင်ကြီးတွေရောထပြီးလုပ်တဲ့ခါကျတော့မာနတွေဖြစ်သွားတယ်မောက်မာမှုတွေဖြစ်သွားတယ်ငါဆိုတဲ့ငါဆွဲတွေဖြစ်သွားတယ်အတ္တတွေများသွားတယ်မာနတွေများသွားတယ်ဖြစ်เสียမလို့ဘူးဂယုစိုက်เสียမလို့ငါလှုပ်ပေးနေတာငါလူနေတာငါကစေတနာနဲ့လှုပ်တာစေတနာနဲ့လှုပ်เสียလည်းမလို့ဘူးစေတနာဆိုတဲ့စကားကိုထည့်သုံးအောင်သူပတ်စံနေမဟုတ်ဘူးကျမပြောရရှင်းလား foundation ဆိုတဲ့အမိခံတဲ့သူတွေကစေတနာနဲ့လှုပ်ပေးတယ်ဆိုတဲ့စကားလုံးသုံးလုံးလို့ကိုမရဘူးသူတို့ပတ်စံမဟုတ်ဘူးစေတနာနဲ့လှုပ်ပေးရအောင်ကျမပြောရရှင်းလားအဲ့တော့သူ့ကိုလှူလိုက်တာသူကြိုက်တယ်လို့လှုပ်လို့ရတယ်သူကြိုက်တာသုံးပြစ်လေတရားတယ်လို့ပြောရလောက်အောင်သူ့ကိုကြိုးစည်းပွားအတွက်လှူတာမဟုတ်ဘူး9ရက်သားသမီးကိုပြန်ပြီးတော့မှထောက်ပံ့ကူညီဖို့အတွက်လှူထားတဲ့ပတ်စံကြီးကျမတို့မြန်မာပြည်သူတွေကခေတ်ဆက်ဆက်တိုင်းပြည်မတိုးတက်တာလည်းမပြောနဲ့အဲ့လိုညံတိန်ရလို့အဲ့လိုအုံနောက်မရှိကြလို့အဲ့လိုမျိုးအတွေးတွေရှိလို့မလို့ဘယ်အလှငွေကိုပဲဖြစ်ဖြစ်ဘာကြောင့်မဲလှူ transparency ဖြစ်ရမယ်1,000ရတယ်1,000သုံးလိုက်ပြီလို့လာမပြောနဲ့မရဘူး
ဘယ်အလှငွေပဲဖြစ်ဖြစ်နော် foundation မှမဟုတ်ဘူးဘယ်အလှငွေပဲဖြစ်ဖြစ်အဲ့တော့ခိုးတယ်လို့ပြောရင်လည်းခံနိုင်ရမယ်ဘာဖြစ်လို့လဲဆိုတော့ကိုက transparency ဖြစ်အောင်မပြထားဘူးအဲ့တော့သူများကပြောပြီလေကျမပြောရရှင်းလားစေတနာနဲ့လှုပ်ပေးနေတာပဲအနစ်နာခံပြီးလှုပ်ပေးနေတာပဲလို့မပြောနဲ့အနစ်နာခံအောင်ကိုကျိုးစည်းပွားစွန့်ပြီးဘာတွေများလှုပ်ပေးလို့လဲအလူငွေကောက်တဲ့သူတွေကိုကျမမေးတာအလူငွေကောက်တဲ့သူတွေအကုန်လုံးကိုမေးတာအပိုင်း1ပြီးရင်အပိုင်း2လာမယ်နော် TikTok က ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ပရိသတ်တွေမှားလားမှန်လားသူပြောတဲ့စကားလေးတွေကိုဝေဖန်ထောက်ရှုပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုမှာ comment လေးတွေရေးပေးကြပါအောင်နော်10မိနစ်မလောက်ဘူး